Randa ပိုင်းရဲ့ Countdown to Riches ထဲကအကြောင်းအရာတွေကိုဒီနေ့ပြောပြပေးသွားမှာပါ။စဉ်းစားကြည့်ဘူးလား။လူတွေဆိုကြတော့ပိတ်ဆံကသူတို့စီအလိုလိုရောက်လာတယ်လို့ပဲ။တချို့ကြတော့ဘာလို့အသေးအတန်ရုန်းကန်နေရတာလဲပေါ့။အဓိကကတော့ဒါပဲ။ချမ်းသာတယ်ဆိုတာနောက်ကနေလိုက်ဖိုင်းနေရတာမဟုတ်ဘူး။ကိုယ့်ဘက်ကိုဆွေးဆောင်ယူရတာတဲ့။ ကဲဒီမိကုန်းလေးကိုခဏလေးအတူတူစဉ်းစားကြည့်အောင်လေတကယ်လို့များကိုရီးယားငွေကြီးအခက်ခဲကကိုအလုပ်ကိုလာစားဒါမှမဟုတ်နိုင်ငံစီးပွားရေးအခြေအနေအဲ့ဒါတွေနဲ့လုံးဝမဆိုင်ဘူးဆိုရင်လည်းဘယ်လိုလုပ်မလဲဟာဒီမိကုန်းတစ်ခုတည်းနဲ့တင်ပိုက်ဆံနဲ့ပတ်သက်လို့ကိုရီတက်တက်လုံးခုံးနဲ့ထေထားခဲ့တဲ့မြောင်အကုန်စင်ခေါ်လိုက်တယ်လို့ပဲနော် ဒီစီဇန်ရဲ့အဓိကအချက်ကရှင်းရှင်းလေးပဲဝေရေးကြီးရေးပြဿနာဆိုတာအပြင်ကအခြေအနေတွေကြောင့်မဟုတ်ဘူးတဲ့ကိုယ့်ရဲ့အတွေးတွေကြောင့်ဖြစ်တာတဲ့ဆိုတော့ပြဿနာကိုဖန်တီးတာကအတွေးဆိုရင်အဖြေရလည်းအတွေးတွေမှာပဲရှိနေမှာပေါ့ပြောချင်တာကချမ်းသာဖို့အတွက်တက်ခဲ့တိုက်ပွဲကဘယ်မှာဖြစ်နေလဲဆိုတော့ဒီမှာကိုယ့်ရဲ့စိတ်ထဲမှာပဲကဲပထမဆုံးပိုင်းကိုကြည့်လိုက်ကြရအောင်ကိုယ်စိတ်နဲ့စိတ်ထားကပဲကိုယ်ပိုင်ဆံပဲအိုးဒါကကြားလို့ကောင်းအောင်ပြောတဲ့စကားလေးတစ်ခုမဟုတ်ဘူးနော်ဘာကိုဆိုလိုတာလဲဆိုတော့အခုလက်တွေ့ဘဝမှာကိုကြုံနေရတဲ့ငွေရေးကြီးရဲ့အခြေအနေတစ်ခုလုံးဟာကိုကောင်းထဲမှာဖြစ်ပျက်နေရတဲ့တိုက်ကြရောင်ပြဟန်မှုတစ်ခုပဲဆိုတဲ့အဓိပ္ပာယ်ပဲမျိုးတော်များများတော့လေငငယ်လေးတွေကမပြည့်စုံခြင်းစိတ်ဓာတ်လို့ခေါ်တဲ့ scarcity mindset ကိုအမွေရလာကြတယ်အဲ့ဒါကဘာလဲဆိုတော့ဘယ်တော့မှမလုံလောက်ဘူးဆိုတဲ့စိတ်ထဲမှာအမြင့်တော်နေတဲ့ယုံကြည်မှုကြီးပေါ့ငါတို့ဒါကိုဘယ်တက်နိုင်မှာလဲတော့ဟဲ့ပိတ်ဆံကတက်ပင်ပေါ်မှာတီးတာမဟုတ်ဘူးတို့ဒီလိုစကားတွေကကိုတော်တတိမထားမိလိုက်ပဲနဲ့ငွေချင်းနဲ့ပတ်သက်တဲ့ကိုဘွားတစ်ခုလုံးကိုပုံထွေးနေရတာပဲဟုတ်ပြီစိတ်နေစိတ်ထားကဘလို့ပုံသွင်းခံရလဲဆိုတာနားလည်သွားပြီဆိုတော့ဒုတိယပိုင်းကိုဆက်သွားကြည့်အောင်ဒီအပိုင်းမှာတော့ဘလို့ဆိုတဲ့မိကွန်းကိုဖြည့်ရှင်းကြမယ်ဆိုလိုတာကကို့အတွေးတွေကနေလက်တွေ့ဘဝဖြစ်ဘလို့များပြောင်းလဲသွားရတာလဲအဲ့ဒီအခြေခံကြတဲ့ process ကိုရိုးရှင်းမြမြတကယ်စွမ်းထက်တဲ့ဥမာတစ်ခုနဲ့လေ့လာကြည့်ကြမယ်လေဒီ sound ထဲမှာ universal law ဆိုတဲ့သဘောတရားတစ်ခုကို mix up ပေးထားတယ်ပြီးတော့အတဲ့ကိုအာလာဒီမီခွက်ချက်ကဂျီနီလေးနဲ့နိုင်ပြထားတယ်အဲ့ဒီဂျီနီကိုလေကိုအတွေးတွေကိုကောင်းတဲ့ဆိုးတဲ့လို့တရားမစီရင်တတ်တဲ့ဗမ်းမလိုက်တဲ့စွမ်းရင်တစ်ခုလို့မြင်ရောက်ကြည့်လိုက်သူကကိုလိုချင်တာနဲ့မလိုချင်တာဆိုပြီးလက်ခွဲမနေဘူးသူသိတာတစ်ခုပဲကိုဘကိုအာယုံစိတ်ဆုံးလေအဲ့ဒါကိုပဲကိုဘဝတဲ့ကိုပို့ပြီးတော့ဆွဲသွင်းပေးနေတာအခုဒီမှာကြည့်လိုက်အဲ့ဒီနေရာမှာဘလို့အလို့လို့လဲဆိုတာရှင်းရှင်းလင်းလင်းမြင်ရပြီဒါဟာကိုယ့်ရဲ့အထီးကအာယုံစိုက်မှုရဲ့ရောင်ပြန်ဟပ်မှုထက်ထက်ပဲတခြားမှာမရှိခြင်းကိုအာယုံစိုက်ထားတယ်ဥပမာပြေတွေအကျွေးတွေစိတ်ဖြစ်ရှိမှုတွေပေါ့နောက်တစ်ချက်မှာတော့ကြွယ်ဝခြင်းကိုအာယုံစိုက်ထားတယ်ဆိုတော့စိတ်ဆောက်ဝလာကကိုယ်ဘယ်ဘက်ကိုစွန့်ရင်ပို့ပေးတယ်လဲဆိုတာကိုပဲမှန်တစ်ချက်လို့ပြန်ပြနေလားဘယ်ဘက်ကိုအာယုံစိုက်မလဲဆိုတာကတော့ကိုယ့်ရဲ့ရွေးချယ်မှုပဲလေဒါဆိုရင်ဒီဂျီနီကိုကိုယ့်အတွက်အလုပ်လုပ်အောင်ဘယ်လိုစပြီးအသုံးချမလဲအဲ့ဒါကပဲကျွန်တော်တို့ကိုတတိယအပိုင်းစီခေါ်သွားတာပေါ့ဒါကတော့ဖန်တီးခြင်း process ကြီးရဲ့ပထမဆုံးလက်တွေ့ကြတဲ့ခြေလှမ်းကိုတကယ်လိုချင်တာကိုရှင်းရှင်းလင်းလင်းတောင်းဆိုဖို့ပါပဲပထမဆုံးနေ့မှာလိုရမယ့်လေ့ကျင့်ခန်းကိုတစ်ခုချင်းကြည့်လိုက်ရအောင်ပထမအဆင့်ပိတ်စံနဲ့ဝယ်လုံးရတဲ့ကိုလိုချင်တဲ့အရာအနည်းဆုံးအခု20ကိုစင်ရင်ချရေးလိုက်ပါဘာလို့လဲဆိုတော့ကိုဆန္ဒတွေကိုတိတိကျကျဖုံဖော်ဖို့လိုလို့လေဒုတိယအဆင့်ကတော့အဲ့ဒီစင်ရင်ကိုရေးနေတဲ့အချိန်မှာစိတ်ထဲမှာပြောနေရမယ်စိတ်လှုပ်ရှားနေရမယ်ဒါကတကယ်ရေးကြည့်ရနော်ဘာလို့လဲဆိုတော့ကိုပန်းတဲ့အနေနဲ့ကောင်းတဲ့ခံစားချက်ကိုချစ်ဆက်ပေးနေတာမို့လို့ပဲတတိယအဆင့် PC တစ်ခုချင်းစီကိုခံမှန်းတန်ဖိုးလေးတွေတက်ပေးလိုက်အဲ့ဒါကကိုဆန္ဒတွေကိုပို့ပြီးလက်တွေ့ကြတွန်းစေတယ်မှတ်ထားရမှာကရှင်းလင်းပြတ်တောင်းမှုကဆွဲဆောင်မှုရဲ့ပထမဆုံးသောချက်ပဲအဲ့ဒီထဲကမှကိုအလိုချင်ဆုံးစံတာ10ခုအတွက်ဒီ season မှာတော်တော်လေးအစွမ်းထက်တဲ့ symbolic လုံးရက်တစ်ခုကိုလောက်ခိုင်းထားတယ်အဲ့ဒါကဘာလဲဆိုတော့စစ်ကြောဝလာပန်ကနေကိုနာမည်နဲ့ချက်လက်မှတ်တဆောင်ကိုတိုင်ရေးတာပဲဒါကခလီးကစားတယ်လို့လုပ်နေတာလုံးဝမဟုတ်ဘူးနော်ကိုရည်ရွယ်ချက်ကိုခိုင်မောင်အောင်လုပ်လိုက်တာပြီးတော့ခုနကပြောတဲ့ဂျီနီစီကိုငါဒါဒီလိုချင်တယ်ဆိုပြီးရှင်းရှင်းလင်းလင်း message ပို့လိုက်တာ ਨੇ အတူတူပဲကဲအခုစတုထပိုင်းကိုရောက်လာပြီဒါကဒုတိယအဆင့်ဖြစ်ပြီးလူအများစုတိုင်းပတ်တဲ့နေရာပဲအဲ့ဒါကဘာလဲဆိုတော့ကိုတောင်းဆိုထားတဲ့ຢာဟာကိုစီကိုရောက်လာပြီကိုပိုင်ဆိုင်နေပြီဆိုရဲနည်းနည်းရှမ်းရှမ်းရရိုက်မှုမရှိတဲ့ယုံကြည်ချက်တစ်ခုခုမွေးမြူရမယ်အဆင့်ပဲအဲ့ဒီယုံကြည်မှုကိုဘယ်လိုတည်ဆောက်ကြမလဲဟုတ်ပြီဒီ27ရက်တာအစီအစဉ်ကလက်တွေ့ကျတဲ့ tools တွေပေးထားတယ်ဥပမာအခါနီမှာကျွယ်ဝမှုဆိုင်ရာအားပေးစကားတွေကိုထက်ခါရွတ်တာကကိုယ့်ရဲ့ subconscious mind ကို reprogram ပြန်လုပ်ပေးတယ် money vision board တစ်ခုလုပ်ပြီးကိုလိုချင်တဲ့ဘဝရဲ့ပုံရိပ်တွေနဲ့ကိုဦးနောက်ကိုအမြဲမြင်နေအောင်လုပ်ထားမယ်ပြီးတော့ကိုကတန်းကျွယ်သူတယောက်ဖြစ်နေပြီဆိုတဲ့ပုံစံမျိုးနဲ့ as if နေထိုင်ဖြူမူတာကကိုယ့်ရဲ့ identity ကိုအတွင်းကနေပြန်ပြီး shape လုပ်ပေးတယ်ဒါတွေအားလုံးကကိုယ့်ရဲ့တန်တရား city ကိုကျော်လွှားဖို့တုံးတဲ့နည်းလမ်းတွေပေါ့ဒီမှာဥပမာတစ်ခုကြည့်လေအစီအစဉ်တွေကတကယ်အစွမ်းထက်တဲ့အားပြီးစကားတစ်ခုပေါ့ခန်းစားပြီးလိုက်ဆိုကြည့်
ငါဟာချမ်းသာမှုကိုဆွဲဆောင်တဲ့တန်လိုက်တစ်ခုပဲငွေဟာငါစီကိုအားစိတ်စရာမလိုပဲလွယ်လွယ်ကူကူစီးဝင်လာတယ်ကိုပြန်ပြောတဲ့စကားလုံးတွေမှာတကယ်စွမ်းအားရှိတယ်နော်ကဲအဲ့ဒါကပဲကျွန်တော်တို့ကိုပင်စမအပိုင်းနဲ့ဒီ process ကြီးရနောက်ဆုံးအဆင့်စီကိုခေါ်သားပါပြီတောင်းဆိုတယ်ယုံကြည်တယ်ဒါပေမဲ့အဲ့ဒါနဲ့မပြီးသေးဘူးကိုတောင်းဆိုထားတဲ့ကြွယ်ဝမှုကိုလက်ခံဖို့စိတ်ခံစားမှုပိုင်းမှာလည်းအဆင်ပြေနေဖို့လိုသေးတယ်အကြီးမားဆုံးအတားအဆီးတစ်ခုအကြောင်းပြောအောင်အဲ့ဒါကတော့ build တွေပဲလူတို့များများအတွက် build ဆောင်တွေးလိုက်တာနဲ့ဟူးစိတ်ညစ်တာတို့စိုးရိမ်တာတို့တန်းဝင်လာတော့အဲ့ဒီ negative feeling ကြီးကငါးစီပိတ်ဆန့်တွေထမလာနေတော့လို့စိတ်ကြောက်လာကိုအော်ပြိုးလိုက်တယ်လို့မျိုးအကြီးကြီးတားထားတဲ့တိုက်ကြီးတစ်ခုဖြစ်သွားရောဒါကလူတိုင်းနီးပါးကြုံရတဲ့ပြဿနာပဲဒါပေမဲ့ဒီအချိန်လေးကိုပြောင်းပြန်လန်ပြစ်လို့ရတဲ့နည်းလမ်းရှိရဲ့ဆိုတော့အဲ့ဒီဆိုရင်စိတ်ကိုကျေးဇူးတင်စိတ်ဖြစ်ပြောင်းပြီးပိတ်ဆန့်စီဝင်မဲ့လမ်းကြောင်းကိုပြန်ဖွင့်မဲ့မဲ့လေးချင်းခံလေးကိုကြည့်အောင်နံပါတ်1မပေးရသေးတဲ့ပေပေါင်းမှာဒီနွေအတွက်ကျေးဇူးတင်ပါတယ်လို့ကိုယ်တိုင်ရေးချလိုက်ပါဒါကကိုအာယုံကိုပေးရရမယ်ဆိုတဲ့ဝင်ထုတ်ဝင်ပိုးကနီငါဒီဝန်ဆောင်မှုကိုရခဲ့တယ်ဆိုတဲ့ကြွယ်ဝမှုဘက်ကို focus ပြောင်းပေးလိုက်တာနံပါတ်2အဲ့ဒီဘေကကိုစားပြုတဲ့ຢာအတွက်ဥမာမီးရေအင်တာနက်အဲ့ဒါတွေအတွက်တကယ်ကိုကျေးဇူးတင်တဲ့စိတ်ကိုမွေးလိုက်ပေးပြီးသွားရင်ရောကျေးဇူးတင်ပါတယ်ပေးပြီးပါပြီလို့ရေးမှတ်လိုက်အဲ့ဒီအခါဟူတော်ဒေတာပေါ့ဆိုတဲ့တက်တာရရသွားတဲ့ခန်းစားချက်အစားပြည့်စုံမှုနဲ့ကျေးဇူးတင်တဲ့ခန်းစားချက်နဲ့ဆုံးသက်လိုက်တာပေါ့ဒီစကားလေးတစ်ခုကအားလုံးကိုခြုံငုံမိတယ်ကျေးဇူးတင်ခြင်းဟာချမ်းသာကြွယ်ဝမှုမကျေနပ်ခြင်းဟာဆင်းရဲမွဲတင်မှုပဲတဲ့တကယ်တော့ကျေးဇူးတင်တတ်တဲ့စိတ်ရဲ့စွမ်းအားကဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်လောက်အောင်အစွမ်းထက်ပါတယ်ကဲနောက်ဆုံးအပိုင်းကိုရောက်လာပြီဒီတော့အားလုံးကိုပြန်ချုပ်ပြီးဒီ21ရက်တာ process ကြီးကဖန်တီးပေးဖို့ရည်ရွယ်တဲ့အထီးက mindset အပြောင်းလဲကြီးကိုကြည့်လိုက်အောင်ဒါဟာကိုယ့်ရဲ့အတွေ့အစိတ်ထဲမှာကိုယ်ဘာတူလဲဆိုတဲ့ identity ကိုပြောင်းလဲပြလိုက်တာနဲ့အတူတူပဲဒီစရာလေးကိုကြည့်လိုက်မပြည့်စုံခြင်းစိတ်ဓာတ်နဲ့ပြည့်စုံကြွယ်ဝခြင်းစိတ်ဓာတ်ဘလောက်ကွာသွားလဲဆိုတာကိုပေးချင်းရှင်ပြီးရှင်းရှင်းလင်းလင်းပြထားတယ်ဘယ်ပေးတဲ့အခါခန်းစားချက်ပိတ်ဆံရတဲ့အခါခန်းစားချက်နေ့စဉ်တွေးတဲ့အတွေးလီအားလုံးဘလောက်ကွာသွားလဲဆိုတာကိုကြည့်လိုက်လေဒါဟာပိတ်ဆံနဲ့ကိုယ့်ရဲ့ relationship တစ်ခုလုံးကိုလုံးဝပြောင်းလဲပြလိုက်တာပဲဒါနဲ့ဘာလို့20ရက်ဖြစ်ရတာလဲများဖြင်းတာလေဒီအချိန်ကာလကိုဦးနောက်ထဲမှာအာယုံကြောလမ်းကြောင်းအသစ်တစ်ခုဖောက်ဖို့တနည်းအားဖြင့်အလေးချင်းအသစ်တစ်ခုတိစောက်ဖို့လိုအပ်တဲ့အနည်းဆုံးအချိန်အဖြစ်သတ်မှတ်ကြတယ်ဆိုတော့ဒီ20ရက်ဆိုတာကကိုယ့်ရဲ့ subconscious mind ထဲမှာတည်မြဲပြီးအလိုလျောက်ဖြစ်ပေါ်လာမဲ့ပြောင်းလဲမှုတစ်ခုအတွက်အခြေခံအုံးမြစ်ကိုချပေးနေတာပေါ့ကဲဒီတင်ဆက်မှုကိုအဆုံးမတက်ခင်မှာချက်ချင်းလက်ကျလှုပ်ဆောင်ခြင်းစိတ်ပေါက်သွားစေမယ့်မေးခွန်းလေးတစ်ခုနေထားခဲ့ပါစေအရာအလုံးကိုတပြိုင်နက်ထီပြောင်းလဲပေးဖို့မဟုတ်ပါဘူးပထမဆုံးခြေတလန်းကိုစောက်ဖို့အတွက်ပါပဲဒါကြောင့်ကိုပြန်မေးကြည့်လိုက်ပါဒီနေ့မှာကိုကောင်းတွေကဘယ်လိုမပြည့်စုံခြင်းဆိုင်ရာအတွေ့အကြုံတစ်ခုကိုအစားထိုးပြောင်းလဲပေးဖို့ရွေးချယ်မှာလဲ